ရွှေပါစိဆိုတဲ့တခြင်းလေးကိုသိစွပြောပြမဲ့ဆိုတော့အာဇာနည်ကိုဖိတ်ခေါ်ပါလိမ့်ရှင်Love only on the loan, not a good yet.